ပြောင်းလဲခြင်းများစွာနဲ့2025-26 Premier League ရာသီသိမ်းပုံပြင်ဒရာမာမျက်ရည်အောင်ပွဲခံတဲ့များနဲ့အထင်မှတ်ထားသောအလှည့်အပြောင်းများကမ္ဘာအကျိတ်အနယ်ဆုံး Premier League ရဲ့2025-26 ရာသီဟာပရိသတ်တွေကိုရသားဆုံးပေးပြီးဇက်ရှိန်အမြင့်ဆုံးချိန်ကိုရောက်ရှိလာခဲ့ပါပြီ။ဒီရာသီရဲ့ဆက်သိမ်းခန်းကိုအားကစားကွင်းထဲကကင်မရာတစ်လုံးလိုရုပ်ရှင်ဆန်ဆန်ဖြတ်တန်းကြည့်ရှုလိုက်ရအောင်။အမေရိစ်ကအနီရောင်နိဗ္ဗာန်နဲ့ဒဏ်ရာဟောင်းကိုကုစားခြင်းပြက်ခရင်ကိုပြန်လှန်ကြည့်ရင်အာဆင်နယ်ပရိသတ်တွေဟာနှစ်ပေါင်းများစွာနီးစပ်သူဘဝနေရင်ကြည်နပ်ခဲ့ရတာပါဒါပေမဲ့ဒီရာသီမှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပြီမျောလင့်ချက်တွေတည်ဆုံးမှုတဲ့မြေပြင်မှာအာတီတာရဲ့ခလေးတွေဟာရင့်ကျက်တဲ့စစ်တီတော်တွေဖြစ်လာခဲ့တယ်99.9 ရာခိုင်နှုန်းတိချနေပြီကွာငါတို့ဒါကိုစောင့်ကြရတာဘလောက်ကြာပြီလဲဒီတစ်ခါတော့ဖလာကြီးကလန်ဒန်မြောက်ပိုင်းကိုတန်းတန်းမမတ်လာတော့မယ်စိတ်ကူးရင်အိမ်မက်မဟုတ်တော့ဘူး Etihad ရဲ့ Steel မင်းသားများနဲ့ FA ဖလာတက်တာရမှု Man City ဟာ League Champions ကိုလက်လွတ်လိုက်ရပေမဲ့သူတို့ရဲ့အောင်နိုင်သူ DNA ကပျောက်ပြတ်မသွားခဲ့ပါဘူး Wembley ကွင်းကြီးထဲမှာ Chelsea ကိုတကိုးကိုမရှိနဲ့အနိုင်ယူပြီး FA ဖလာကိုသိမ်းပိုက်နိုင်ခဲ့ပါတယ် League ဖလာမရခဲ့ရင်တော့ Man City ဟာ Man City ပါပဲသူတို့ဟာအာနာအကုန်မဆုံးရှုံးသေးတဲ့ဘရင်တစ်ပါးလိုယာတီကိုအဆုံးသတ်ခဲ့တယ်ပရီးမီးယားလိဂ်ကိုလက်လွတ်လိုက်ရတာနှမျောဖို့ကောင်းပေမဲ့အနည်းဆုံးတော့ငါတို့ Wembley မှာအောင်ပွဲခံနိုင်ခဲ့သေးတယ် FA Champion ဆိုတာလေတေးငယ်တွေကုန်ဖို့မှမဟုတ်တာဂါရီဒီရဲ့မောဝင်ခီးနဲ့တရေနီတို့ပြန်လည်နိုးထားခြင်းပါယာတီဝတ်တုံးကမန်ယူအသင်းရဲ့အခြေအနေကအမှောင်ထုထဲမှာပါရလက်တွေစိုးဝါအသင်းကအကြက်တဲစိုက်နေချိန်မှာဂန်ဒဝင်ကွင်းလေလူမိုက်ကယ်ကာရစ်နီးပြတဲ့အဖြစ်ရောက်ရှိလာတာဟာတရေနီတွေအတွက်တော့ကဲတင်ရှင်ရောက်လာတယ်လို့ပါပဲဖြိုလဲလူနီးပါရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့ Old Trafford ကိုကာရစ်ကနှလုံးသားအချင်းချင်းဆက်သွယ်ပြီးပြန်လဲတီဆောက်ခဲ့တယ်ယာသီဝတ်တုံးကအဆင့်လီတဲ့ဝင်ဖို့တော့မတွေ့ရခဲ့ဘူးကာရစ်ကြောက်လာမှနိုင်ပွဲတွေဆက်ပြီးအဆင့်3အထိတက်လာနိုင်ခဲ့တာဖလားမရပါဘူးလာမယ့်ရာသီချန်ပီယံလိမှာငါတို့ဘယ်သူ့ကိုမှကြောက်မှာမဟုတ်ဒါရင်ဘဲလာဆိုတော့မဟုတ်သေးဘူးအသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကိုလည်းကြည့်အောင်ဒီရာသီမှာတင်သူကပရီးမီးယားလိဂ်တမိုင်းတစ်လျှောက်ဂိုးဖန်တီးပေးမှု assist အများဆုံးကစားသမားစီးရင်ရဲ့နံပါတ်3နေရာထိတက်လှမ်းနိုင်ခဲ့ပြီကွာလက်ချက်နောက်ဆုံးတစ်ပွဲမှာသာသူနောက်ထပ်တစ်ကြိမ်ထပ်ပြီးဖန်တီးပေးနိုင်ခဲ့ရင်တမိုင်းတစ်လျှောက်တရာသီအတွင်းဂိုးဖန်တီးမှုအများဆုံးစံချိန်ကိုချိုးပြီးဘယင်းဖြစ်တမိုင်းဆိုင်ထူတော့မှာအသင်းကလည်းဥရောပဝင်ခွင့်ရလူကလည်းတမိုင်းဝင်စံချိန်တင်ခါနီးဆိုတော့ဒီရာသီမန်ယူပရိသတ်တွေအတွက်တကယ်ရင်ခုန်စရာအကောင်းဆုံးပဲကွာ Anfield ရဲ့နောက်ဆုံးတပြင်းနဲ့ခက်ခဲသောဥရောပခရီးလီဗာပူးအတွက်တော့ဒီရာသီဟာရိုလာကိုစတာစီးရတယ်လို့ပါပဲအတက်အကျကြမ်းတမ်းလုံးခဲ့ပြီးချန်ပီယံလိဝင်ခွင့်အတွက်နောက်ဆုံးမိနစ်အထိသွေးချွေစီးကြအောင်ရုန်းကန်ခဲ့ရပါတယ်လီဗာပူးဟာရိမ့်ထိုးနေခဲ့ပေမဲ့ဘယ်တော့မှအလဲမခံခဲ့ဘူး Anfield ရဲ့ You'll Never Walk Alone တဲ့ချင်းတန်ကသူတို့ကိုအသက်ဆက်ပေးခဲ့တယ်အမောတကောရုန်းကန်ပြီးမှပဲချန်ပီယံလိဝင်ခွင့်ရတော့တယ်ဒီရာသီကတော့တကယ်ကိုရင်တုံပေါင်းတုံဖြစ်ရတဲ့ရာသီပဲ Stamford Bridge ရဲ့ငွေပုံပေါ်ကကြေကွဲစရာနဲ့စပါဒိုဤငရဲတခါဝအခြားတစ်ဖက်မှာတော့ပေါင်တန်းပုံများစွာအသုံးပြုပြီးကစားသမားတွေအလွတ်အရက်ဝယ်ယူခဲ့တဲ့ Chelsea ဟာအဆင့်30မှာတောင်းတင်ပြီးဥရောပဝင်ခွင့်တနေရာမှမရပဲကန်ဆိုးမိုးမောင်ချခဲ့ပါတယ်ဒါပေမဲ့သူတို့ထက်ပိုဆိုးတာကမြောက်လန်ဒန်ကစပါအသင်းပါအဆင့်19မှာတန်းမဆင့်ရဖို့မီးကုံရမ်းကုံရုန်းကန်နေရပြီးလက်ကျန်နှစ်ပွဲသာချီချွင်ငရဲပြီးတန်းစင်းစုံကိုရောက်သွားတော့မှာဖြစ်ပါတယ်ဘောလုံးလောကမှာငွေကြီးကအရာရာကိုမဝေနိုင်ဘူးဆိုတာ Chelsea ကတတ်တည်ပြခဲ့ပြီးအစင်လာကြီးမားတဲ့စပါအသင်းကတော့6ကန်းပါအစွန်မှာတွေ့လောင်ခူရရှာတယ်ကစားသမားတွေအများကြီးဝယ်ပြီးအဆင့်30တဲ့လားကွာ FA ဖလားပိုလူပွဲမှာလည်းရှုံးခဲ့သေးတယ်လာမယ့်ရာသီကြားရက်တွေမှာတော့အိမ်မှာပဲတီးပြီးထိုင်ကြည့်ရတော့မယ်ငါတို့စပါအသင်းတန်ဆင်ရတော့မလို့ဖြစ်နေပြီဗျာလက်ချနှစ်ပွဲတီးပွဲပဲအသက်ရှူရတာတကယ်မုန်းကြလို့ပါတယ်ဒါကတော့
2025-26 Premier League ရာသီရဲ့အလှည့်အပြောင်းတွေပါဘယ်အရာမှကြိုတင်တွက်ချက်လို့မရတဲ့ဘောလုံးလောကရဲ့တဘာဝအတိုင်းအသင်ကြီးတွေမထင်မှတ်ထားတဲ့ရလဒ်တွေထွက်ပေါ်ခဲ့ပြီးပရိသတ်တွေကိုရေမောတဲ့ငိုကြွေးတဲ့ရှင်ခုန်တဲ့ရတာဆိုပြီးဆိုလိုက်ခဲ့တဲ့တမိုင်းဝင်ရာသီတစ်ခုအဖြစ်ကပီတင်ချန်ရှင်နေဦးမှာဖြစ်ပါတယ်